ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒါထမင်းစားပြရတာလည်းကြာပြီပေါ့နော်ထမင်းစားတဲ့ဗီဒီယိုလေးတင်ပြရတာလည်းကြာပြီဆိုတော့ကျွန်တော်ဒါဒီနေ့မှာတော့အောက်မှာဆိုင်သွားထိုင်ရတယ်ပေါ့နော်ဆိုင်ရတော့ဒါပိတ်ရက်ဆိုလို့ရှိရင်အများနဲ့ဆိုင်ထိုင်ရတယ်ပေါ့နော်ဆိုင်ထိုင်ရတာဒီနေ့ဈေးကလူကြတော့တော်တော်လေးကြာမှဒါပြန်လာရတယ်ပေါ့နော်ပြန်လာရတာရဲ့အခုဆိုရင်ဒါ12နာရီခွဲတနာရီထုတ်ကန်နေပြီနော်တနာရီထုတ်ကန်နေပြီအလောက်ကလည်းဒီမှာအပေါ်ရောက်တော့ order ကြာနေတော့ order ယူလည်းပါစေထုတ်နေတယ်အခုမှထမင်းစားတယ်ပေါ့နော်အဲ့တော့ဒီနေ့ဘာနဲ့စားမလဲဆိုတာလေးတစ်ချက်မိတ်ဆက်ပြီးမယ်နော်ဟင်းကတော့အများကြီးတော့မဟုတ်ဘူးအဖွားအပေါ်မှာပြန်ရောက်လာချိန်မှာမောပန်းနဲ့ပြန်လာချိန်မှာအဖွားဟင်းနေချက်ပြီးတာဒါကတော့အဖွားရဲ့ဒါလိုက်ရပါတော့ဒါငထန်ကိုနန်းနန်းမင်းလေးအုပ်ပြီးတော့မှစီပြန်ဟင်းလေးစက်ထားပါတော့အရှိလေးနဲ့စီပြန်ဆိုရင်အရှိလေးပါပါတယ်ဒါငထန်ဟင်းဒါကတော့ဒီဟာတစ်ခွက်ထန်းနဲ့တော့ဒါ favorite ဖြစ်နေတာငပိချက်တည့်ရသီးနဲ့ပစုံနေနဲ့ငပိချက်ပေါ့နော်မှုရင်းတာပဲဒါတော့မှကျွန်တော်တို့တော့မှချက်လို့မျိုးချက်ထားတယ်ငပိချက်ရဲ့ဒါကတော့ပဲကြီးစူးပုတ်ဟင်းကြီးပဲကြီးရဲ့စူးပုတ်ရွက်နိုင်နဲ့ပဲကြီးစူးပုတ်ဟင်းလေးပူပူလေးအမှုတွေပါထွက်ကျွန်တော်နှွေးထားပြီးဒါကတော့ဒါအာလူးဆိုဒါကတော့ဒါအာလူးလေးနည်းနည်းရှိတဲ့ဟာကိုဒါအဖွာကြော်ပေးထားတာပြီးဝတ်သားလေးနဲ့ဒါကြော်ပေးထားဝတ်သားနည်းနည်းအရင်မနေ့ကကြံနေတဲ့ဝတ်သားလေးနဲ့ပေါ့နော်ကြော်ပေးထားတဲ့အာလူးကြော်လေးရဲ့ဒါကတော့ဒါကျွန်တော်ရဲ့ဒါတို့စီဟာဒါကဆလရွက်ဒီဘက်ကတမချင်းကြက်ချင်းဒါလေးနဲ့တို့ဒီနေ့ကတော့နည်းနည်းလေးပွားစားလေးပဲဖြစ်နေအဲ့ဒါကိုမှကျွန်တော်ဗတ်တက်လောက်ထားသေးလဲဆိုလို့ရှင်ဒါကတော့ကျွန်တော်ရောက်မှဒါလောက်ထားတာညီပဲစီကြော်လေးဒါညီပဲစီကြော်နဲ့စားမယ်အဲ့တော့ကျွန်တော်လည်းဒီလိုလိုက်ပြီးတော့လိုက်ပါစားကြည့်ကြဖို့ဖိတ်ခေါ်ပါတယ်နော်ဒီမှာတော့ဒါအဓိကကကျွန်တော်ဒီအပိချက်နဲ့နေမှာအပိချက်နဲ့နေမှာဆိုတော့အပိချက်ညာလေးထည့်မယ်ဒါမျိုးစလုံးထဲမှာတစ်ခါတည်းနေချပလိုက်တော့အပိချက်လေးနဲ့ဒီနဲ့ဆိုတော့ဝိကြိုင်းတာပဲတကယ်အိမ်အောင်ခေါ်ပြီးတော့ကျွေးချင်တယ်ကအဖွားရဲ့ငပိချက်ကလေးတအားကောင်းပြီးရင်ဒီငထန်ဟင်းရဲ့အရှည်ပေါ့နော်ငထန်ဟင်းရဲ့အရှည်ဒီနန်းနန်းလေးနဲ့ပါတဲ့အရှည်ရဲ့ထားရရှိပြီးတော့လို့ရှိရင်ကျွန်တော်ကဒီလိုအာလူးဆိုလို့ရှိရင်ဒီလိုလေးအဲ့လိုမျိုးလေးပေါ့နည်းနည်းထည့်ပြီးတော့နေရတာပေါ့ကြာအားပြီးထားပြီးအကုန်ရောပြီးတော့ဒီမှာကြည့်ရောသမားမှုနေပြီစားကြပါဦးညာဖိုက်ရတော်တော်စနေပြီတလားအပေါ်ပြတ်တက်လာချိန်မှာအဖွားပတ်ချက်လဲဆိုတော့အဖွားငထန်ချက်ထားရတယ်ငပိချက်ချက်ထားရတယ်ဆိုတာကျွန်တော်မှအိမ်ပြန်ရောက်တဲ့ချိန်မှာဒီမှာဆိုင်သွားထိုင်ပြန်လာချိန်မှာဖိုက်တရတအားကိုစနေဒီမှာကြည့်ပါဦးရှယ်ပဲမွေးကြိုင်တာပဲအဲ့ဒါကမှဒါကျွန်တော်ကဒီမှာဆလတ်ရွက်ဒါကကတက်ချင်းဒါကတမာချင်းအဖွားပြောတယ်သတိထားလေးစားတယ်ပွားစားလေးပဲလေပွားတဲ့စားလေးပဲအကုန်ချက်တာကဲအဲ့တော့ဆွဲလိုက်ပါမယ်နော်ဒါကတဲ့ဒါတော့ထည့်မယ်ပြီးရင်ဒါကကျွန်တော်ရဲ့မြေပဲစီကြော်မြေပဲဆန်ကြော်လေးပေါ့နော်မြေပဲဆန်ကြော်လေးထည့်ဒီလုံးဒီမှာဟင်းလေးတောက်လာအောင်းရောပဲကဲချစ်ရတဲ့နေ့ပြည့်တဲ့တီကိုအားလုံးကြွေးပါတယ်စားပါအောင်နော်ဆွဲပြီးအောင်းရောပဲပြင်းပြင်းလာပဲအမှားချင်တဲ့ဆွဲမှာဒီကြောင်လေးတင်းဆက်လေးတအားကောင်းဒီကကောင်းတော့ဆက်လိုက်ငေါတမရကော所以牛没拉熬好。Very super. ဝင်းလာပဲ super ရွက်လေ။ဂရက်ချင်လည်းမဟုတ်ဂရက်ချင်လည်းဒီလိုနေပြောဟိုကတော့မလို့ငထန်ဟင်းတော့စားကြမှာမဟုတ်ဘူး။ပြီးချက်နေတာကောင်း။အောင်းတော့ဒီကလေးရောကလည်းအဲအလုံးဝဘက်ကအန်ဒီကြီးပြီးထားကလေးရွက်အစ်စ်ပေါ့နော်တချို့ဟာလည်းကလေးရွက်မစစ်ဘူးကလေးရွက်မစစ်တဲ့ဟာလည်းတိတ်ပြီးမမွေးဘူးကလေးရွက်စစ်တော့လေနောင်နယ်မှာလည်းပြောပွေးကြိုင်ရောကောင်းတော့
ဒါတားပဲတားကောင်းတော့တယ်ဒီဘက်ဆိုင်ကြော်ပြရလေမွေးနာပဲတမကြောင့်ခါဦးလာဒီခောက်ခါညခါလို့ခါလို့ညခါတော့မတုံးတာဟာဘယ်လိုလေးတွေပဲကောင်းတယ်ပဲနော်ဘလော့ဂါတွေတော့မဟုတ်ပါဘလော့ဂါတော့မဟုတ်ပေါ့နော်ဒီလိုစားတဲ့ဗီဒီယိုလေးတွေရိုက်ပြီးတင်ရတာဝါသနာပါလို့တင်တာပေါ့နော်အဲ့တူတော့မဟုတ်သဘောကျရဆိုလို့ရှိရင်တော့ follow လေးလုပ်ပေးခဲ့ကြအောက်မှာ comment လေးလည်းမမိရေးပေးခဲ့လို့ရတယ်နော်အားလုံးကိုနောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့ဆုံတွေ့ကြပါသေးတယ်နော်ထပ်ပြီးဆောင်လိုက်ပါအောင်မယ်တတား